Petro no per api ayau sidan poma phasin kai kong jibe ba se hi pathian bia asia thainga ni kan gi lak chunga pathian ne thang sa chora kan pi ko se dine Christmas kala ma achono no per kong sin page chine aya ka ba le so Christmas a day ni shima chono no per kong sin page na ba phit ba tu jing chana tlang tar ka du ni he Christmas ti mi aswal lam ti arak silai chono ko chinu ka Christmas cha khan chit te angen ne seတိကားနဲ့38ထိဖဲတဲ့အကြောင်းအရာမှာကတော့မာရီအကြောင်းအရာကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ် Luka aman pakhat kul re in som thum tiang kan rel tik akan hu kho mi chung Mary anin na kha ar fiam ten kan hu kho ကျမ်းစာထဲမှာကြီးမယ်ဆိုရင်မာရီဆိုတဲ့နာမည်ကခမယောရှိတာကိုကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ် Chathiang chunga kan zau tik a Mary ti mi min he minung pasri ni an ngai ni he kan hu kho ဒီအရာကိုကျွန်တော်ဒီကားနဲ့တစ်ခုစီရှိကျွန်တော်ဖတ်သွားမှာပဲဖြစ်ပါတယ်ပထမဆုံးမာရီနာမည်အဘိဓုလဲဆိုရင်ယေရှု၏မေတော်မာရီပြီးတော့လာဇရုနဲ့မာသရဲ့ညီမမာရီယာကုပ်နဲ့ယောသေတို့ရဲ့မိမာရီပြီးတော့မာဂဒါလမာရီမာကုအမိတီယာတော်ယောဟန်ရဲ့မိခင်မာရီကောလောဖိုင်မယာမာရီပေါလုကိုထောမာတော်မာရီဆိုပြီးမှမာရီခရစ်ယာန်ရှိတော်ကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ် Mary atu chimi kha Mary minung pasri na an nin kha ram tar ni se ရှင်လူကခရစ်ဝင်ကျမ်းထဲမှာပါတဲ့အဓိကမာရီကဘယ်သူလဲဆိုရင်ယေရှုခရစ်တော်ရဲ့မိခင်ဖြစ်တဲ့မေတော်မာရီအကြောင်းပဲဖြစ်ပါတယ် Luka ni abikin alang tar du ni Mary hi chu Jesu Christ anu Mary kong kha se အဲ့ဒီယေရှုခရစ်တော်ရဲ့မေတော်မာရီကဒူးရှိမှာကောင်းကင်တမန်ကာပြေလာကလာပြီးတော့ဘာပြောတယ်လဲဆိုရင် chu Mary singa chung van chung mi ka burial chu ar ra izai bia da achim ti achun တင်ကကျေးဇူးတော်ခံစားတော်သူပြီးတော့ဖျားခင်တင်ရသူရှိတယ်ပြီးတော့မိမတကာတို့ထက်မြတ်စွာမင်္ဂလာရှိတယ်ဆိုမှကောင်းကင်တမန်ကမာရီရှိမှာပြောတဲ့အရာကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ် na chunga pathian ni nam chu chhu tampi an pek mi ne si vel an ngai mi si mi nu ngak dam vel te na an thiang phim atemi van chung ne achim bia kha avun nak tar ဆက်ပြီးကောင်းကင်တမန်မာရိရှိမှာပြောတဲ့စကားကပါလဲဆိုရင်တင်းရှိမှာပြီးနေဆွေးပြီးမှတာရောကြဖို့ဖွားမြင်နေဆိုပြီးမှပြောတဲ့အရာကိုကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ် naw ngai la i fa pa na shin lai atemi kha avun nak tar အဲ့ဒီရှိမှာမာရိကဘာဖြစ်တယ်လဲဆိုရင်ကောင်းကင်တမန်ပြောတဲ့စကားကိုသူရှင်းမယုံကြည်နိုင်ဘူး Mary ni chu bia thai tik a zum khau lo မာရိယာဘာပြောတယ်လဲဆိုငါယောက်ျားမရှိသေးဘူးယောက်ျားနဲ့မဆက်ဆံသေးဘူးဘယ်လိုလို့ကိုယ်ဝယ်ဆောင်နေမလဲဆိုမှမာရိယာကောင်းကင်တမန်ကိုပြန်ပြောပါတယ် Mary ni van mi cho tho i ke chu wa ka ngai ri lo pa he kan um chi ri lo nu ngak thiang ka se chu thil chu zai tin da si kho lai ti a ti အဲ့ဒီရှိမှာကောင်းကင်တမန်ထပ်ပြောတဲ့အရာကဘာလဲဆိုရင် van mi ni chu na tho tha ni တန်ရှင်တော်ဝိညာဉ်တော်အဖြစ်ရတယ်လို့မှကောင်းကင်တမန်ပြောပါတယ် thiang sang lo thong en asilai ti a ti အဲ့ဒီရှိမှာငွေ30ကျပ်ကိုကျွန်တော်ကြည့်မယ်ဆိုရင် Luka man pakhat som thum le priat kha kam vun zau ti ka မာရိယာအသက်တာကိုကြည့်မယ်ဆိုရင် Mary anun na kam vun zau ti ka ဖျားခင်အလိုတော်ကိုနေချမ်းစွာဝန်ခံတာကိုကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ် Mary ni toi dor na khe pathian du na a chau han kha kan hu kho ဒါကြောင့်ကျွန်တော်ဒီမာရိယာအသက်တာနဲ့ဒီမှာရှိတော့ဂနုတွေကိုခွာပေးရှိလိုက်တာပါလေဆိုရင်မာရိကဲ့သို့သောအသက်တာထဲမှာဖျားခင်အလိုတော်ကိုနားမလည်ပေမဲ့ဝန်ခံတတော်သူဖြစ်ဖို့ရန်အတွက်လိုအပ်တဲ့ဆိုရအောင်ကျွန်တော်ပြောရှင်းတာပဲဖြစ်ပါတယ် tu zan nei chana hi ka ar kha ni yu tu kan nu len ha Mary anun na pantuk in pathian bia he ze asiti kam phian lam zonga pathian du na khi toi dor na te a chau na kho mi siki na usi ki som kan du na တခါတလေဖျားခင်အလိုတော်ကိုဝန်ခံဖို့ရအတွက်ခက်ခဲတဲ့အချိန်ရှိမယ် a chan chana pathian du na khi kan chau han kho lo chan tam pi a ong ဒါမဲ့မာရိကဲ့သို့ဖျားခင်အလိုတော်နားမလည်ပေမဲ့ဝန်ခံတတော်မိခင်ဖြစ်ဖို့ရတဲ့အင်မတန်မှအရေးကြီးပါလေ Mary bentuk in zai bentuk thil na pathian du na khi a chau na kho mi kan si kho na ni hi abi pi tuk ni thil ase ဒါဆိုရင်မာရိကအင်မတန်မှပဲယိုလာတဲ့တူလာဆိုရင်မဟုတ်ပါဘူး Mary kam vun zau ti ka Mary he adop tuk mi zong khe selim lo မာရိရဲ့
ဇာတိကပြောမယ်ဆိုရင်နာဇရက်မြို့ပဲဖြစ်ပါတယ်သူကနာဇရက်မြို့ကနေသူကြီးပြင်းခဲ့တော့မိမငယ်ဖြစ်ပါတယ် Mary achwa ke na hi Nazareth ase Nazareth khomi te ya Shinsar mi nu ase သူရဲ့မိဘတွေကလည်းနာဇရက်ဇာတိတွေနဲ့ဖြစ်ပါတယ်နာဇရက်မြို့ကကြီးပြင်းတော့သူတွေနဲ့ဖြစ်ပါတယ် anu la pa jong Nazareth khomi ase နာဇရက်မြို့ဆိုတော့ကျွန်တော်အားလုံးတည်တည်ထားတဲ့အတိုင်းပဲ Nazareth kho chu kan zapi ni kan thai chang ban tu in ကျမ်းစာထဲမှာပြောတယ်လဲဆိုရင် Bible chunga je tin da lang tar မြို့ရုပ်မြို့ငယ်ဆိုတော့ပေါ်ပြထားတာကျွန်တော်တွေ့ရမှာပဲ khomi ti ti alang tar mi ka ban hu kho ကောင်းတဲ့အရာထွက်တာဘာမှမရှိဘူးတဲ့ atha mi thil jai man achok lo ဤဒီမျိုးထေကနေအခုကောင်းကင်တမန်ကခရစ်တော်မွေးဖွားဖို့ရတဲ့မာရိရှင်မှာပြောရရအောင်ကျွန်တော်တွေ့ရမှာ chu san kai lo mi khomi ti chunga chun pathian ni Jesu Christ achua lai na tong Mary mang in Jesu Christ achua lai na tong kha Jerusalem ko chunga si ti mi ka kan hu kho သူရောသူမိသားစုရောဘာလို့လုပ်ပြန်တယ်လဲဆိုရင် ama Mary si se achung le sin na se zaida an tuan ti achun လက်သမားဒါမှမဟုတ်ရင်လေသမားလေယာလို့ကြပါတယ် lai athwa mi jin kha an apo a chom mien silawa kuzung thiam nak la in let tama atun mien se ko lai ဒါကြောင့်ဒီ background ကိုကြည့်မယ်ဆိုရင်ယေရှုခရစ်တော်ကလည်းရိုးရိုးတာမယ်မိသားစုနဲ့ဖွားမြင်တယ်ဆိုတဲ့အရာကျွန်တော်တွေ့ရမှာဖြစ်တယ် chu cha chun kan boy Jesu Christ jong hi kan zau tika kan ma ban tuk si fa san tlai lo chung te na chho mi asi ti mi fyang ten kan hu kho ကျွန်တော်ဒီမာရိယာကတာကိုဘာကြောင့်ပြောတယ်လဲဆိုရင် zai cha da Mary anin na khikal chim ka du ti achun ဖျားကကြီးမားစွာလို့တော့မယ်ဆိုရင် pathian ni lien ngan na khe kho har thil atua achun မြင့်မြတ်တဲ့သူတွေကိုကြီးတာမဟုတ်ဘဲနဲ့တန်ရှင်းသောနှလုံးသားရှိသောသူတွေကိုပဲဖျားကမိတဲ့ရွေးရှိတယ်ဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ် mi thong mi lien ngan mi ngai ngai khe zau lo in athiang him mi thin lung hi zau in pathian ni rian atun ဒီမှာရှိတဲ့လူအားလုံး hi ka yom mi kan ni vial te မာရိကေတု Mary ban tuk in တန်ရှင်းသောနှလုံးသား athiang him mi thin lung နေရှာတဲ့သောနှလုံးသား a toi dor mi nun ဖျားကလူတော်ဝန်ခံတဲ့သော pathian du na achong hang kho mi ဖြစ်ဖို့ရအတွက် kan si a her အရေးကြီးတာဖြစ်ပါတယ် a big in chu pathian du na achong hang kho mi kan si a her ate အခုရှင်မှာတော့ကျွန်တော်ရဲ့ခရစ်စမတ်အတက်ပြဆိုတဲ့နှုတ်ပတ်တော်ကောင်းစီထဲမှာကျွန်တော်ဝင်တော့မှာဖြစ်ပါတယ် achung tlang pi ka thim mi Jesu Christmas aswal lam tu mi chonga khong vun lut thanai လူတော်တော်များများဒီဇင်ဘာကာလရောက်ပြီဆိုရင်အင်မတန်မှပဲခရစ်တော်ကိုကြိုဆိုကြတယ် mi tam pi ne December sha kan phak achung Jesu Christ hi an dan chio ဒါဆိုခရစ်စမတ်ဆိုရရပါလေ asia Christmas kan tu mi chai da ase ခရစ်စမတ်ဆိုရခရစ်ဆိုရဘယ်တူလဲဆိုရင်ခရစ်တော်ဖြစ်ပါတယ် Christmas kan tu mi i Christ ki zai da so du tu chung Jesu Christ aso du mi ase မဲဆိုရပါလေဆိုရင်ကွန်ပျူတာဒါမှမဟုတ်လူထုဆိုမှအတဲ့ရပါတယ် mas tu mi ne alang tar du mi cho minung pakhat khat kan lom mi lop na pue thai piak na pue ban tu ki alang tar mi ase ဒါကြောင့်အားလုံးနားလေဖို့ရအတွက်ပြောရင်ဖျားကပိတ်တဲ့ရှက်ထုခံစားတော်သူမွေဖွာတော်နေ့ဆိုတော့ကျွန်တော်အတဲ့ကြတာဖြစ်ပါတယ် chu cha chung Christmas kan tu mi aswal lam cho pathian ni alak kha mi Jesu Christ kan chong lop ni Jesu Christ kan lop mi ni tia aswal lam achwa pe te လူတော်တော်များများလည်းအခုဒီဇင်ဘာကာလမှာ mi tam pi ni hi Christmas kha hin December sha hin အရှိတော်သူတွေက mi cheu khat ni လက်ဆောင်ကြီးတဲ့အရာတွေရမယ် lak song nan pi an nga lai အရှိတော်တန်ထုံးနေလေးရမယ် cheu khat ni man ngai lo mi lak song mi te ten nga lai ကျွန်တော်ကတော့စားတော့သူတွေလက်ဆောင်မရတဲ့သူတွေရှင်းနေတယ် kan ma man tu in lak song nga lo mi jong tam pi kan lai ဒါမှဘာမနေပါနဲ့ sina tin na ngai chia ha o ယောဂတိတော့အငယ်စစ်ချောတဲ့မှာကြည့်မယ်ဆိုရင် johan angan pathum am hi he rupa kan zawa chun မိမိနိုင်တပါးရောတားတော်ကိုစွမ်းတော်မူတိတိုင်အောင်လောကီတားတော်ရှိတယ်ဆိုမှဖော်ပြထားတယ်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ် pathian ni volai hi adot tuk cha afa pa ngai chun ti kha apek tia jathiam ni alam tar ni kan ku kho ဒီအရာကတဲ့ဘယ်လောက်ထိရှိတယ်လဲဆိုရဲအရာကိုဖြားရပြတာတာဖြစ်ပါတယ် hi ni hen zai tluk in da pathian ni akan dot tu mi he fiang tin alam tar နေနေတဲ့လက်ဆောင်တွေတင်မရပါနဲ့ mu kho mi lak song nga lo na ti in ဖြားကတဲ့ကိုဒီကာလမှာယေရှုခရစ်တော်ပေးတယ်ဆိုရဲအရာကိုနားလည်ပြရတော့အပ်ပါတယ် pathian ni hi December sha hin Jesu Christ
na cha a lak song sung loi am pek te mi kha na fian a her ti ဖျားကိပေထားတဲ့လက်ဆောင်တွေအားလုံးထဲမှာ pathian ni aram pek mi lak song tam pi lak a အကြီးမြတ်ဆုံးသောလက်ဆောင်ကဘာလဲဆိုရင် aman asung big mi lak song chu ယေရှုခရစ်တော်ပဲဖြစ်ပါတယ် jisu christ ase ဒါကြောင့်မလို့ဒီဇင်ဘာကာလမှာဘာမှလက်ဆောင်မရရင်လေဝင်မနေပါနဲ့ chu cha chun hi december tha hin zai lak song man kan nga lo zong a kan ngai chian ha se ယေရှုရဖို့ရတဲ့ယေရှုပါပဲ jisu christ kan nga ding hi abi pi big mi ase ဒါဆိုယေရှုခရစ်တော်ဤလောကကြီးကိုကြွားလာတဲ့အကြောင်းအရာဘာမှဖြစ်မလဲ asia jisu christ zai ruang ada hi belai chung a hin arak ret nga ယောဟန်အခန်းကြီး8အငယ်7ထဲမှာကျင်းမယ်ဆိုရင် johan aman purit am hi ri a kan zau tika ဤလောကကြီးကိုအနည်းပေးဖို့ရတဲ့ငါကြွားလာတယ်လို့ပြောပါတယ် hi belai chung hi chiu na pek ding a khara ဘာကြောင့်အနည်းပေးဖို့ရတဲ့ယေရှုခရစ်တော်ကြွားလာတယ်လဲဆိုရင် zai cha ada hi belai chung hi chiu na pek ding a jisu christ arat nga အားလုံးတီးပြီးသား kan za pi te ni kan thai chia mi အားရဤဝါအပြစ်ကြောင့် adam le evi na yan sual na ruanga မောင်နေတဲ့ဤလောကကြီးကို mui na ne chin chang mi hi belai chung hi အနည်းပေးဖို့ရတဲ့ chiu na pek than ခ ding ရစ်တော် a ကြွားလာတယ် jisu christ arat ret ase နောက်တစ်ချက် kapiri lai ယေရှုခရစ်တော်ဘာကြောင့်ဤလောကကြီးကိုမွေးဖွားလာရတယ်လဲဆိုရင် jisu christ zai ruang ada hi belai chung a arat ret ti a chun ရင်သက်ရှိပေးဖို့ရတဲ့ဖြစ်ပါတယ် dek na pek ding a ase လူကအခန်းကြီးနဲ့ luka man tu ni အငယ်7ထဲမှာကျင်းမယ်ဆိုရင် ameli li chung a ရင်သက်ရှိပေးဖို့ရတဲ့ငါကြွားလာတယ်လို့ပြောပါတယ် dek na pek ding a kai ma chukara ti a ase ဘာကြောင့်ရင်သက်ရှိပေးဖို့ရတဲ့ယေရှုခရစ်တော်ကြွားလာတယ်လဲဆိုရင် zai cha ada dek na pek ding a jisu christ chu hi belai chung a rak nga လောကကြီးမှာဘယ်နေရာမှာရင်သက်ရှိနေမရှိဘူး hi belai chung khoi ka zon hun man an hangam dek na a lo အင်မတန်မှပဲလုံဆောင်တယ်လို့ခံစားရတဲ့အမေရိကန်နိုင်ငံ ahim tu kau ti akan ruami american ram pi khe နိုဝင်ဘာလတော့ november sa chung wa khan အန်ဂျူတော်မှာတနက်ပြစ်တက်ခံရတဲ့အကြောင်းကျွန်တော်ကြားရမှာဖြစ်ပါတယ် tamra a na impyu do i lung chung ye security pakhat mai thalin an ka mi thong kan thai အတိကပြောရှင်ရရက abigin ka chim du mi chu လောကမှာရင်သက်ရှိမရှိဘူးလို့ပြောရှင်တာ hi belai chung hin khoi kam hun hun adai na lo tu mi ka chim du mi se ဒါကြောင့်လို့ရင်သက်ရှိမရှိဒီလောကကြီးကိုရင်သက်ရှိပေးဖို့ရတဲ့ယေရှုခရစ်တော်ကကြွားလာတာဖြစ်ပါ chu cha chung khoi kam hun man a dai na hangam na ti lo mi hun na hin jisu christ ni hangam na pek dinga arak rat ase ဒါကြောင့်လို့ယေရှုခရစ်တော်ရှိတဲ့နေရာမှာရင်သက်ရှိရှိတယ် chu cha chung jisu christ a na hun na hangam dai naဝမ်းမြောက်ရှိနေရှိတယ် nom naအောင်မြင်ရှိနေရှိပါတယ် tai naနောက်တစ်ချက်ယေရှုခရစ်တော်ဤလောကကြီးကိုကြွားလာတဲ့အကြောင်းရင်းက apathum na jisu christ zai ruang ada hi belai chung arak rat ya chun လူသားတဲ့အတွက် mi vial te cha a ဝမ်းမြောက်ဖွယ်ရတဲ့ lung lom na thong tha ယူဆောင်လာပေးဖို့ရတဲ့ဖြစ်ပါတယ် rak put ding na ase အခုချိန်မှာဆိုရင် atu cha na ဘေးနေရာမဆို khoi kam hun kip ကြည်ပါ zao ဟာခါမလေးကြည့် ha kha long ki zao မြန်မာနိုင်ငံ ko ram pum pi zao မြန်မာနိုင်ငံတမကဆိုရှယ်မီဒီယာပေါ်မှာလည်းကြည့်မယ်ဆိုရင် online social media kan ben lang mang mi zao ဝမ်းမြောက်ဖွယ်ရတဲ့ဆိုရရကျွန်တော်ကြားမှာမဟုတ်ဘူး lung lom na thong tha ti mi khoi kam hin a lo တာသမီတွေက nu le fa nu fa pa na ne မိဘတွေရှိမှာအမွေတားတဲ့တမန်တိုက်တယ် rau an chu na in chung chia a thil am fier damya an tai အဲ့လိုမျိုးဒီနေ့ကျွန်တော်ကြားရမှာပဲဖြစ် chu ပါ ban tuk tho pang chia lo de chu kan thai ပြီးတော့မတရားမှုတွေပြင်းနေနေတဲ့ဒီလောကကြီးကမတရားသောမှုတွေပြင်းနေနေတဲ့ din phal lo na in akhat chang mi kam valai ti a hin ဆိုရှယ်မီဒီယာကြည့်မယ်ဆိုရင် online kan zawa Facebook တော်၎င်း facebook a YouTube a လူငယ်တွေအများဆုံးသုံးတဲ့ TikTok minaw na ne abik in kan han mi tiktok a ဒီကောင်ဝမ်းမြောက်စရာတွေမရှိနဲ့ lung lom na thong tha ta mi thong pa ma lo ကြားလည်းမကြားနိုင်ဘူး a thai zong kan thai khau lo ဒါမဲ့ဒီနေ့ asina tin tu ni chana ခရစ်တော်ကြွားလာတဲ့အရာက jisu christ arak rak than na chu ဝမ်းမြောက်ဖွယ်ရတယ်ဖြစ်ပါတယ် lung lom na thong tha ase ဒီအရာကဘေးအရာနဲ့မှမတူတော့ဟီဆန်တော့အရာဖြစ်ပါတယ် hi thil chu zai ban tuk thil haman a khat lo mi khru har thil pakhat ase နောက်ချက်ယေရှုခရစ်တော်ဤလောကကြီးကိုကြွားလာတဲ့အကြောင်းရင်းက apalina zai rong da jisu christ hi belai chung arak rak ti a chun
အပြည့်ရှိသောလူသားတိုင်းကိုကယ်တင်ဖို့ရတဲ့ဖြစ်ပါလေ ส่วนปะนันอคัดจังมีเวียเตกันมีเวียที่คำดูอาเซ ရှင်မာတဲ့ခရစ်ယာန်ကจิตတရားငယ်27မှာကြည့်မယ်ဆိုကျိုးလို့တွေ့ရမှာပဲဖြစ်ပါလေ มาไทยอามันประคัด ဒီအငယ်27 อเมกุลคัดอากันเจ้าอาจุน အဲ့ဒီရှင်မှာကြည့်မယ်ဆိုရင်အခုနကျွန်တော်ပြောထားတဲ့အတိုင်းပဲအပြည့်ရှိသောသူတွေကိုကယ်တင်ဖို့ရတဲ့ယေရှုခရစ်တော်ကြွားလာတယ်လို့ပြောပါတယ် มาสากชิมบรรทุกอินมิสวลมินหาคำออกอาจีสุครีอาราเตียอลัมตา နောက်တစ်ချက်ကျွန်တော်ချက်ချက်ကတိမောသေဩဝါဒဆောင်ပထမဆောင်အခန်းကြီး1အငယ်5 First Timothy အခန်းကြီး1အငယ်5ထဲမှာကြည့်မယ်ဆိုရင် กวดขัดนาเทสโลนอังันประคัดอเมในงากันเจ้าติกา အပြည့်ရှိသောသူတွေကိုငါကယ်တင်ဖို့ကြွားလာတယ် มิสวลมินหาคำดูอาไกมาชุกรา ဒီစကားက ฮีเบียฮี ဒေသစကားဖြစ်ပါတယ် ซูออกคลามีเบียอาซีเตียอลัมตาบาบาชุงะ ဒေသဆိုရရအားလုံးကျွန်တော် TV ထား ซูมออกคลากันตมีจู ဘယ်တော့မှမတန်လေဘူး ใจติกมันอาทังโล မဲတော့စကားဖြစ်ပါတယ် อดิกอีอามันมีเบียอาเซ ဒါကြောင့်ကိုကျွန်တော်ဒီလောကကြီးကိုယေရှုခရစ်တော်ကြွားလာတယ်ဆိုရရက จูจาจุนฮีวเลยจุงอาจีสุครีอารักกันตมีอารักรากันตมีจู အင်မတန်မှပဲတန်ဖို့ရှိတယ် อาเมนอสุงโลยตุกมีอาเซ အတိတ်တွေရှိပါတယ် အဆွဲလမ်ငယ်တမီစေ တခါလေကျွန်တော်မေးတဲ့အရာက อาจารย์จานากันนี้ในคำพิลังมังมีทิลจู ဝင်းလို့တော့ဒီတရားလေ คริสต์มาสป่วยดิซิมบากันผัดฉันป่วยให้จุกันไทยสงสาร မွေးနေ့ရှိတော့မေးသွားတယ် มวยนี่ชั่วจำกันตมีให้จุกันพิล ဒါဆိုကျွန်တော်ဖြတ်တန်းနေတဲ့ခရစ်စမတ်ပွဲအတိတ်တွေရှိမှာမဟုတ်ဘူး จุบันตุอีกันกาลเซียจุนกำพัดลังมังมีคริสต์มาสนี่ส่วนลำไงเรา ပြီးတော့တကယ်လို့ယေရှုခရစ်တော်ကတည်တော်ဖျားဖြစ်တယ်ဆိုရင် บิดาติงกัมวุนซาวะยิสุคริสต์จะอธิมีอาเซียจุน မွေးနေ့ကျင်းပလာလေအတိတ်တွေရှိမှာမဟုတ်ဘူး ชั่วจำลบหนักกันตัวลังมังมีสงให้ส่วนลำไงมีทิลเสเรา ဒါကြောင့်ကျွန်တော်မွေးနေ့ကျင်းပရဲဆိုရရကယေရှုခရစ်တော်အသက်ရှင်လို့ပဲဖြစ်ပါတယ် จูจาจุนฮียิสุคริสต์ชั่วจำกันลบสงสารมีจูยิสุคริสต์จะสงสารอนงมีอาเซียจาอาเซีย ဒါကြောင့်ကျွန်တော်အခုကျွန်တော်အသက်ရွယ်နေကျင်းမယ်ဆိုရင် จูจาจุนไกมาฮิรักซาโอกุมคัวกสินิงติฮิรักซาโอ အသက်20ကျော်ပြီး กุมกุลกลันกาเตเซ ခရစ်စမတ်ကိုအခါ20ကြုံတွေ့ပြီး คริสต์มาสจุกชั่วการกุมกุลไวกุลกะพันเวจัง ဒါမဲ့ကျွန်တော်မမေရပြောမယ်ဆိုရင် อาสินาเตอินกาจิงเกนบิกมีกวุนชิมอาเซียจุน အသေးသေးရှိစွာဖြတ်တန်းတဲ့ခရစ်စမတ်နေ့က ส่วนลำไงเตอินกะพะมีคริสต์มาสมีจู ခရစ်နေ့ပဲရှိဦးမယ် ไวสริลองอสริเต ထို့သူစားတဲ့ဒီမှာရှိတဲ့မိခင်တွေ จูบันตุกเทียมเทียมฮิกาอมมีนันนี้กันนี้เวียเต အဆွတ်တော်သူတွေက เชียวขัดนาจู အသက်40 กุมสมดี 50 กุมสมงา 60 กุมสมรู ရှိတဲ့သူတွေရှိမယ် กันสิเจียวกลา ဒေရှာရအသက်60ရှိတဲ့သူတွေက60ခရစ်စမတ်ကိုတွေ့မှာ กุมสมรูอาสิจังมีจุนคริสต์มาสที่ไวสมรูกันพันจัง ဒါမဲ့ဒေရှာရကျွန်တော်ခဏနှစ်အတိတ်တွေရှိတယ်လို့ဒီမှာလည်းအဆွတ်တော်သူတွေကအသက်က60ပြည့်ပေမဲ့ငါနဲ့6နှစ်လောက်ပဲခရစ်စမတ်အတိတ်ကိုကောက်ကောက်တည်တော်သူတွေပဲရှိအောင်မှာဖြစ်ပါတယ် ไกมาบันตุงกุมกุลจุกพันจังนาเต็นอส่วนลำไงบิงกันมันจุกุมสุริอสิบันตุงนันนี้เจียวซงอาหินกุมสมรูนันบัมพันซงอากุมสุริกุมทราโมส่วนลำไงเต็นมันพันจันจะโจมตีเราสิเวกเอาไล ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ခရစ်စမတ်မှာက จูจาจุนตูกุมคริสต์มาสอาจุน ခရစ်တော်တကယ်တည်ရလုံးသားထဲမှာမွေးဖွားသောသူတွေဖြစ်နေဖွဲ့ရတဲ့အင်မတန်မှရည်ရှိပါတယ် นันทินลุงชุงอบิตักเตนยิสุคริอชวกทานมีนันสีคาอบิพีบิมีสี ခရစ်တော်မွေးဖွားတော့က ยิสุคริอชวเลียวจานา တွတ်တွတ်နေရမရှိဘူး อีนักหุนอันไงเล่า ဒါပြောတာမဟုတ်သေးပါဘူး ดิฉันเล่า ပြာဒနာမဟုတ်သေးပါဘူး อบวยไปนะเอาอมเล่า ဒါနဲ့ကျွန်တော်တို့ကျွန်တော်ခရစ်ယာန်ဖြစ်တာနဲ့ ยิสุคริอรักชวเลียวจานาคันยิสุคริจุเรียนักหุนอันไงเล่าเซมันเซโลอปอยเล่าอาสินาเดนิกานันนี้กันนี้เวียเตซุมตูกันสิเกานาเตอิน ကျွန်တော်တက်တာထဲမှာခရစ်တော်မွေးဖွားသေးဘူးဆိုရင် กันนินนาอายิสุคริชินทานอาเซโลวาจุน ဒါဝင်နေစရာဖြစ်ပါတယ် จุจุงไงเฉียดหนักตักตักอาเซ ဒါကြောင့်ခရစ်တော်တရားအတွက်ဇွာလာတဲ့အရာက จูจาจุนยิสุครินะจาอารักเรทาอชัวอชัวนักจู ဒီနေ့လုံးသားထဲမှာမွေးဖွားရှင်လို့ဖြစ်ပါတယ် นาทินลุงชุงอาคันชัวอดุเอเซ ဒ
India yang niya pite po yang tole imata ma ye chi ba. Chu chu now di Jesu Christ chu kan nun na hun ma kan pek thiam a her. Da so te sha le. Chu ti ne to a chun a fiam. Credo jo le aya ka le credo jo la le aya ka le te ta imata ma ba ta pu shi ma chi ba. Jesu Christ ar kier than na asol lam chun na cha a amen sung tuk mi asalai. Credo to ne ya ma shi ba me mu po po ya to BC shang ne ne ja ma Credo to ne ya ma shi ba me BC pro chang Chanali. BC pali le pro kor la kan zau tika Jesu Christ cha a chwa na hun ma a lao. Di ne se nga ma thon ne se nga no song ne December ka la ma. Tu kum thong hi kum kul la kum nga December sa hin. Di ma shi to a no Hika i ar khan mi kan mi vial te ta ta the ma kan nun na a Credo mu po po yang to di ka phit ba le. Jesu Christ a chwa ve a her. တကယ်လို့ကျွန်တော်တတ်တာထဲမှာခရစ်တော်မွေးဖွားတေးဘူးဆိုရင် Kan nun na a Jesu Christ a chwa lo wa chun နောက်နေ့2016 mai kum thong hi kul la ru 2019 kul la sri 2018 kul la ri ဒီလိုမျိုးပဲအမြဲတမ်းဖြတ်သန်းမှာပဲ hi ban tuk sol lam ngai lo in Christmas chu kam phan jong za to lai ဒီအရာကကျွန်တော်အမှန်တရားဖြစ်ပါမယ် chu chu am han mi bia ase ဒါကြောင့်ကျွန်တော်ပါလဲဆိုရင်အတိတ်တွေချီးစွာခရစ်စမတ်ဖြစ်ဖို့ရအတွက် chu ja chun abi pi mi chu sol lam ngai te in Christmas kam pha na dinga hin ခရစ်တော်အဓိကနေရာပိတ်တော်သူဖြစ်ဖို့ရ kan nun na a Jesu Christ hun ma kam pe a her ထို့သူစွာ chu ban tuk thiam thiam in မာရိရဲ့အသက်တာကဲ့သို့ Mary anun na ban tuk in ဖြာရအလိုတော်ဝင်ခံဖို့ရတဲ့ခက်ခဲပေမဲ့ boy pathian du na hi chau han dinga a har tu ko na te in နေချာတဲ့နှလုံးသားရှိဖို့ရတဲ့ခက်ခဲပေမဲ့ toy dor nun kan ngai na ding hi a har tu ko နေရှာပါ i toy dor ko u ဝင်ခံပါ pathian du na chau han ko izom ko u ဒါဆိုရင်တေချာတဲ့တင်းနှလုံးသားထဲမှာခရစ်တော်ဝင်ဖွားမှာပဲဖြစ်ပါတယ် chu ti asia chun afiang nanun na a Jesu Christ a chwak lai ဟေရိုမေချီကေတော့ herop siang prang pa ban tuk in ခရစ်စမတ်ကလာမှာ Christmas chana hin မပြောင်းနိုင်တော့သူတွေမဖြစ်ဖို့အတွက်ရည်ရှိပါတယ် anom khau lo mi kan si lo ding hi abipi ဝတ်တမန် vok kan that lai ဘယ်ဆက်သူတော်မယ်ဆိုမှအတင်းတော်အချင်းရလိုက်တဲ့အခါမှာ ai pui lo me wat ta me ti in kripa bu ni thong athan tika ဘယ်ဆက်မရှိဘူးပါလုံးလဲ ai sa kan ngai lo ze kin to lai ဒီလိုမျိုးမဖြစ်ဖို့အတွက်လိုအပ်ပါတယ် khaban tuk in ngai chet in lo ding kha abipi 365ရက်မှာ tong ya chau sanga zathum la som ruk la panga nia အများဆုံးအနေဆုံး atam big atom big တခါပဲကြည့်ပါမှာဖြစ်ပါတယ်ခရစ်စမတ်က vai khat long kan to lai Christmas cho အဲ့ဒါကြောင့်မလို့ဟေရိုကေတော့ယေရှုခရစ်တော်တည့်ရှင်တဲ့စိတ်နဲ့ရှိဖို့ရတဲ့လိုအပ်ပါတယ် chu cha chun herod ban tu in Jesu Christ a chwa chan an nuam lo in lung lom lo in kan lo ding hi abipi tuk mi thil သူကတော့သူ့ရဲ့နေရာကိုရဖို့ရတဲ့အတွက်ဆုံးရတဲ့အတွက်သူဝယ်မမြောင်းနိုင်ဘူး Hoera siang phra pa ni chin aboy thuden akachu lai ti akhan cha akhan ani cho Jesu Christ achu akhan anom kholo အဲ့ဒီမျိုးဟေရိုကေတော့ကျွန်တော်တတ်တာရှိတဲ့ဆိုရင်ကျွန်တော်ပြင်ဆင်ဖို့ရတဲ့လိုအပ်ပါတယ် chuban tu herod thinlung herod lung put kan ngai sul asia chun kan nun na he kan yeren a haw ဒါကြောင့်ကျွန်တော်ဒီနေ့အနေနဲ့တော့လုံးပတ်တော်ဝင်လာတဲ့အရာက chu cha chun tu ni cha na thom ti in thong thabya jung ni thom kan du min ha chu မာရိကေတော့ Mary ban tu in နေရှာပါ kan ni toy dor na lai တန်ရှိတဲ့လုံးလာရှိပါ athiam him mi thinlung kan ngai na lai မာရိကေတော့ရှာတော့မင်းပြတာများကြီးရှိတယ် Mary ban tu in nunga thiam him Jerusalem khwa sorry Bethlehem နာဇရက် Nazareth khwa tam pi an ဘာကြောင့်ဖျားကမာရိကိုပဲရွေးချယ်တယ်ဆိုရင် dai rong ada pathian ne Mary thang thang kha thim tia chun ယုံကြည်ခြင်း zum na နေရှာခြင်း tai dor na ဖျားကလိုတော်ဝင်ခံသက်ရှင် pathian du na achau ham khau mi nun မလုံးသားရှိလို့ဖျားကပြုတ်ရွေးကောင်းတာ chuban tuk thinlung angai cha boy pathian ne athim na rong ase မာရိကေတော့ Mary ban tuk in အနာတတထမ hi ka cho mi kan di lak chunga ရှိနေပါစေ Mary ban tuk nun kan ngai kho nak na ပြီးတော့ယေရှုခရစ်တော်ကြွားလာတဲ့အကြောင်းရင်းက kapeli lai Jesu Christ arat na arwang chu ဒီလောကကြီးကို hi vlai pi hi အလေးပေးဖို့ရတဲ့ chieu na pet dinga
ရေတရှိပေးဖို့ရအတွက် Baik nak pet dengar ဝမ်းမြောက်ဖွယ်ရတတိယူဆောင်ပေးဖို့ရအတွက် Lung lop nak thong thabia phok dengar အပြည့်ရှိသောလူတွေကိုတည်ဖို့ရအတွက် Mi sual mi viel te nak kham dengar ယေရှုခရစ်တော်က Jesu Christu ကြွားလာတာဖြစ်ပါတယ် arak rat ase ဒါကြောင့်လည်းကျွန်တော်နောက်ဆုံးချက်ဖက်ချင်တာကတော့ရှင်လူအခရစ်ဝင်ကြခံချစ်တဲ့အငယ်စေကိုဖြစ်ပါတယ် Luka le ani seko လေစေကို Luka angan peli amhel he kwa boipani Luka thongtha angan peli amhel he kwa Luka thongtha angan peli amhel he kwa boipani amina akham na lai akham na lai ding kum chu vathai au a akatha tia atia na punkha are ဒါကြောင့်လည်းကျွန်တော်အရောက်စားတစ်ခါထဲမှာမှာအပေးရှင်ရတာ Sujatin himun arami sumtu kan ni ilak thanang ilak than hau siti kedu mi chu ဖျားခင်ပေးထားတဲ့လက်ဆောင် pathian ni akam pek chiu mi ilak so ယေရှုခရစ်တော်ကို Jis now ti Jesu he ဒီနေ့ဒီဇင်ဘာ2025မှာ tum thong ni kul langa December tha hin အရောက်စီတိုင်းရတဲ့ထဲမှာ hik pum pa pa chiu kan nun na ra ရရှိပန်ဆန်တော်သူများဖြစ်တဲ့ဘုရားအတွက်အရောက်စတဲ့ပေါ်မှာဖြတ်ချင်တာရဲ့ကောင်းချီးဖြစ်ပါစေ chau lang kho mi ga siti nga pathian ni atran chi chona ram pek pek sang ko se Amen.